အလုပ်ပိတ်ရက်တွေမှာဘော်ဒါတွေနဲ့စုပြီးတောက်ရတာလဲစိတ်ပြီးစီမှုတွေပင်ပန်းမှုတွေကိုရှော့ချပေးနိုင်တဲ့နည်းလမ်းတစ်ခုပဲလေဒီလိုဘော်ဒါတွေနဲ့ရေရှည်တင်းတင်းမြတ်မြတ်စုံနိုင်ဖို့ဆိုတာကိုအမီကိုတောက်เสียရနဲ့ကိုစီယူလာဖို့တော့လိုတယ်လေအမီလို့ဖို့မပြေးနဲ့ကျွန်တော်ကတော့ဒီတစ်ပတ်အမဲကြောက်လေးလမ်းပြခဲ့တယ် ။ရောက်မင်းဘာလို့လုံနော် အမဲသားလေးမှာထားပါဗျာ ။ရောက်မဲသားတွေကများလာကြီးလား။ဘာလို့ဖို့ 6လမ်းမလို့လေဘာကြောက်လမ်းမလို့ ညီးဖို့လား6လမ်းပြချက်စားဖို့လား ညီးမလို့ ။ဟာစိတ်လေးပဲကွာ။ဒီကတမနဲ့လာတိုးနေတာ ဒါပဲလေတွေးထား ။မင်းအဲ့ထက်ဟဲ့လားတော့အုတ်ထားလိုက်မယ်အရသာလေးကိုစိတ်ဝင်နေအောင်လေကဲမင်းတော့နှက်ပြီးတော့လှမ်းရုံပဲကြံတော့တယ် မင်းနှက်တော့ဟုတ်ပါပြီလှမ်းတာမြန်မာပြည်မှာလို့တစိုးတွေပါလိမ့်မရှိဘဲနဲ့ဘလို့လှမ်းမှာတော့မင်းအဲ့ဒါယူ စိတ်ပူရမလို့ဟာဒီမှာဝင်းချိတ်ရှိရလေဝင်းချိတ် အဝိဇ္ဇကြီးဖြတ်ထားတာပဲ မဖြတ်တာဒီကောင်ကလိန်လေးဖြီလိုက်အောင်ပဲ ဩ ကောင်နဲ့ထိုးလမ်း အေးဟုတ်တာပဲအဲ့ဒါလည်းအဆင်ပြေတာပဲ လွယ်မလွယ်ဒီမှာကြည့် အေးဟုတ်အိမ်ခေါ်ဖို့တက်မှာနေသားပူရပတ်စံ ဒီမြန်မာပြည်ကနေမှာမစားမနဲ့ဘလို့ဖြစ်လို့ကိုယ့်ကိုလုံတော့ဒီမှာ ကျွန်တော်မှသူများလေးလို့အင်းကနေပို့ပေးမယ်လူမှမရှိတာဗျာဟိုလောက်တော့ မင်းပို့ပေးမဲ့လူမရှိဘူးမရှိဘူးမင်းကအိမ်ကျတော့ပတ်စံပို့တာကြာ ဓာတ်ပုံလေးပို့ရလေပုံလေးပို့ရလေ စိတ်ကြောင်လေဟိုကလည်းအဲ့ဒါအမဲညင်းနေဓာတ်ပုံတွေပို့လိုက်လို့နေမင်း ဓာတ်ပုံလေးပို့ရင်ကိုကျင်တတ်ပါကြီးဗျာလေးတော့ရပြီကြော်ပြီးတော့ဒီရတဲ့မြီးဖို့ပဲခြံတော့ 没到酒里，米刚刚。这个没要的。